အားလုံးပဲမင်္ဂလာပါဗျကျွန်တော်အခုပြောမှာတော့မင်းတို့မင်းနဲ့သူ့ရဲ့ငယ်ကြီးစားခင်တဲ့အကြောင်းဖြစ်ပါတယ်ခင်တဲ့ကိုမကွေးမျိုးဝန်ဦးမင်းယုံနဲ့ဒေါ်မဲလာတို့မှာမြန်မာတက္ကရာ1188ခုနှစ်စကိုင်းတိုင်းမုံရွာခရိုင်ညောင်ကန်ရွာတာပေါင်းရက်မှာမွေးဖွားပါတယ်အမည်ကတော့မဲညွန်းလို့ခေါ်ပါတယ်73နှစ်အရွယ်မှာကုန်းဖော်မင်းဆက်60မြောက်ဖြစ်တဲ့ဘိုးတို့ဦးဝမ်းရဲ့မြေရတနာပူရစရုပ်ထားမျိုးနန်းတဲ့စကိုင်းမင်းခေါ်ဖနန်းရှင်မင်းဟုလည်းခေါ်ကြတယ်မင်းတို့မင်းနဲ့ပကံမင်းတို့ရဲ့ဘာကြီးတော်ဖြစ်တော်ကြောင့်ဘာကြီးတော်မင်းလို့လည်းခေါ်တယ်ဘာကြီးတော်မင်းဟာခရစ်နှစ်1819ခုနှစ်အမရပူရမြို့မှာနန်းတက်တယ်ခရစ်နှစ်1820ခုနှစ်အမရပူရမြို့မှာအင်ဝါမြို့ကိုထပ်မံပြီးတော့တည်တော်မူတယ်ဘာကြီးတော်မင်းလက်ထက်မိဖုရားကောင်းကြီးနမတော်မင်းနုထံမှာခင်တဲ့အပြူတော်အဖြစ်ခစားရတယ်မြန်မာတက္ကရာ1199ခုနှစ်မှာညီတော်တရားဝတီမင်းကနောင်တော်ပုံကံပြီးတော့အင်းဝါကိုနန်းတက်ပြီးမြန်မာတက္ကရာ1200ပြည့်နှစ်အမရပူရမြို့အသစ်တည်ထောင်ပြီးတော့နန်းဆန်တယ်မြန်မာတက္ကရာ1218ခုနှစ်တရားဝတီမင်းနဲ့ရွာဆန်တဲ့အခါမှာတော့တားတော်ပကံမင်းကအမရပူရမျိုးကိုနန်းတက်တယ်အဲ့ဒီအချိန်မှာပဲမင်းတော်မင်းနဲ့ကံတော်မင်းသားတို့ကနောင်တော်ပကံမင်းနဲ့မတင်မမြတ်ဖြစ်ပြီးတော့ပုံကမိုးကြံစီတယ်အဲ့ဒီသတင်းကိုကြားတော့ပကံမင်းကမင်းတို့မင်းနဲ့ကံတော်မင်းကိုဖမ်းဖို့အမိန့်ချတယ်မင်းတို့မင်းနဲ့ကံတော်မင်းကလည်းအဖမ်းမခံမဲနဲ့အမရပူရမျိုးမှာထွက်ပြီးတင်းရှောင်သွားပြီးတော့ခင်သေးလည်းအတူတူလိုက်ပါသွားတယ်မင်းတို့မင်းနဲ့ကံတော်မင်းတို့ကရွှေဘူမျိုးကနေပြီးတော့လူအင်အားစုတယ်အဲ့ဒီချိန်မှာမင်းတို့မင်းနဲ့ခင်သေးတို့ကလည်းမေတ္တာမျှခဲ့ကြတယ်တနေ့မှာသူတို့နှစ်ဦးရွှေဘူမျိုးရွှေတစားဖျားကိုသွားပြီးတော့နှင်းပန်းလူဖို့ဆုတောင်းတယ်ခင်သေးကမင်းတို့မင်းကိုပြောတယ်အရှင်ဘုရားအထွတ်အထိပ်ရောက်၍ထိနှန်းဆန်ရသည့်အခါမှာဘုရားနှမခင်သေးကိုမိဖုရားခေါင်းကြီးအရာညှောက်တော်မူပါလို့နှင်းမကပ်ပြီးတော့ပြောတယ်မင်းတို့မင်းကလည်းနှင်းမကပ်လို့ပြီးသူမင်းအဖြစ်ဆန်ရလျင်ခင်သေးကိုမိဖုရားခေါင်းကြီးတင်မြောက်ပါမယ်လို့ဂရုပေးတယ်မင်းတို့မင်းနဲ့ကနောင်မင်းတို့ကလည်းစစ်တင်အင်အားများလာတဲ့အခါမှာတော့မြန်မာတက္ကရာ1114ခုနှစ်မှာရွှေဘူမျိုးမှာအမရပူရမျိုးကိုတိုက်ခိုက်ပြီးပကံမင်းကိုနန်းချပြီးတော့မင်းတို့မင်းကအမရပူရမျိုးမှာနန်းတက်ပြီးတော့စိုးစံတယ်မင်းတို့မင်းအမရပူရမျိုးကိုနန်းတက်ပြီးတဲ့နောက်မှာတော့မြန်မာတက္ကရာ1222ခုနှစ်မှာရတနာဘုံနေပြီးတော့တည်ထောင်ပြီးအမရပူရမျိုးမှာရွှေ့ပြောင်းပြီးတော့မန္တလေးနေပြီးတော့မှထီနန်းဆက်ပြီးတော့စိုးစံတယ်ထီနန်းဆန်တော်မူချိန်မှာတောင်နမ်းမတော်မိဖုရားခေါင်းကြီးတင်မြောက်ရန်ကိစ္စကတော့အခက်ခဲနဲ့ရင်ဆိုင်တယ်အဲတော့ထီရိတ်နန်းရိတ်ရှိတဲ့လူမှတောင်နန်းဆန်မိဖုရားကိုရမှာဆိုတော့ရှေးဘရင်တို့ချမှတ်ခဲ့တဲ့စီကံကိုလည်းဖျောက်ဖျက်လို့မရဘူးမင်းတို့မင်းအရေးတော်ပုံဖြစ်စဉ်ကာလတုန်းကလည်းခင်တဲ့ကပြောထားတယ်မောင်တော်ဘုရားထီနန်းဆုဆန်တဲ့အချိန်ကြာလို့ဆိုရင်နှမတော်ကိုတောင်နန်းဆန်မိဖုရားထားမယ်ဆိုတဲ့ဂရိယာလည်းရှိတော့မင်းတို့မင်းကအခက်တွေ့နေတာပေါ့အဲ့ဒီမှာကံတော်မင်းသားလာပြီးတော့တရားဝတီမင်းရဲ့တောင်နန်းဆန်နမ်းမတော်မှာဖွားမြင်တဲ့စကြဒေဝီမင်းသမီးကိုမိဖုရားခေါင်းကြီးတင်မြောက်ဖို့တိုက်တွန်းတယ်ညီတော်ကံတော်မင်းရဲ့တိုက်တွန်းချက်ကိုမင်းတို့မင်းကလည်းငချစ်ဦးခင်တဲ့ကိုဆွန့်လွတ်ပြီးတော့အမဝန်ခွဲတော်ဆက်တဲ့စကြဒေဝီမင်းသမီးကိုတောင်ညာဆန်မိဖုရားခေါင်းကြီးအရာတင်မြောက်တယ်ငချစ်ဦးခင်တဲ့ကိုမြောက်နန်းဆန်မိဖုရားတင်မြောက်လိုက်တယ်ခင်တဲ့ကတော့ထီရိတ်နန်းရိတ်ရမဟုတ်တော့ဘယ်လိုပြောရမလဲပေါ့ဒီမင်းမျိုးနဲ့မဟုတ်တော့သူ့ကိုတောင်နန်းဆန်ထားလို့မရဘူးမြောက်နန်းဆန်ပဲထားရတယ်ဒါပေမဲ့ခင်တဲ့သူမြောက်နန်းဆန်မိဖုရားဖြစ်တဲ့အချိန်မှာလဲသူ့ရဲ့ကုသိုလ်ကောင်းမှုတွေကအများကြီးလုပ်ခဲ့တယ်ဘာလို့ဆိုတော့သူဒီခင်တဲ့ကဒီမြောက်နန်းဆန်မိဖုရားဖြစ်ပြီးတဲ့နောက်မှာသူ့ရဲ့ဇာတိညောင်ကန်ရွာမှာနေပြီးတော့တိရိနန္ဒာကံဇေယနန္ဒာကံနှစ်ကံမြန်မာတက္ကရာ1116ခုနှစ်မှာအသက်ပြုပြင်မွမ်းမံလှူဒန်းတယ်မန္တလေးမြောက်ဘက်မန္တလေးတောင်ချီမှာလဲမန္တလာယာမတိုက်ကြောင်းအရန်20နဲ့တကွာလေးထပ်အမြင့်ဆန်ကြောင်းကြီးတစ်ဆောင်နဲ့ဆောက်လုပ်ပြီးတော့ညောင်ကန်ရွာမှာမဟာတိရိကဝိဒဇမဟာဓမ္မရာဇာဒီရာဇာဂုရုဘွဲတစိတော်ဆရာကြီးဦးညိုကြီးကလည်းပေးပြီးတော့လှူဒန်းတယ်တနေ့ကျတော့သူ့ရဲ့ဒီတင်တော်မှာနေပြီးတော့ယာယီဆံမြနဲ့အချိန်မှာကုသိုလ်ကောင်းမှုပြုလုပ်ပြီးတော့ဆံမြနေတဲ့အချိန်မှာမိုးကြိုးထိုင်နဲ့တည်ဆုံတဲ့တာဖ3ယောက်မြင်ပြီးတော့တွေးလှန့်ပြီးတော့အဖျားဝင်ပြီးတော့တုတ်ကွေယောဂခံစားရတယ်အဲ့ဒီချိန်မှာပဲမင်းတို့မင်းရလာပြီးတော့အားပေးနှစ်သိတယ်ပေါ့ဗျာအားပေးနှစ်သိတယ်အမှဒီခင်တဲ့အပြစ်ရှိပါကခွင်းတော်မူပါလက်ဥချီပြီးတော့နှင်းပန်းနဲ့ကြော့ပြီးတော့တောင်းပန်တယ်
တိတ်မကြပါမြန်မာတက္ကရာ1014ခုနှစ်ကစုံလိုက်ပြီးတော့12ရက်မှာပဲမြောက်နံသမီးပြာခင်တဲ့ကွယ်လွန်အနေစာရောက်ခဲ့ပါတယ်ကျွန်တော်ပြောချင်တဲ့အကြောင်းအရာလေးကတော့ဒါလေးပါပဲဒီမင်းတို့မင်းရဲ့ဒီငယ်ချစ်ဦးခင်တဲ့အကြောင်းပဲဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်